ဖေကသူ့သမီးလေးကိုပင်လယ်ထဲတွန်းချလိုက်ပါတယ်သူအောက်ခြေထိရောက်သွားတဲ့အခါရေသူမတယောက်တွေ့လိုက်ရပါတယ်ကောင်မလေးကသူ့ကိုချက်ချင်းပဲစိတ်ဝင်စားဖြစ်သွားပြီးထိကြည့်ဖို့လက်လန်းလိုက်ပါတယ်ရေသူမကသူ့လက်ကိုညင်ညင်သားသားလေးစုပ်ကန်လိုက်ပါတယ်ဒါပေမဲ့ယုတ်တရက်ကောင်မလေးကအသိရှူရခက်လာပြီးနစ်တော့မလို့ဖြစ်လာပါတော့တယ်သူ့ရဲ့စိတ်ဖြစ်သားငယ်နေကောင်မြင်တော့ရေသူမကကောင်မလေးကိုခေါ်ပြီးရေမျက်နှာပြင်စီကိုအတင်းကုတ်ခတ်ထားပါတော့တယ်နောက်ဆုံးတော့ကောင်မလေးလည်းအသက်ရှင်ခဲ့ရပါတယ်အဖေကသူ့ကိုမြင်တာနဲ့လေးပေါ်ကိုပြင်ဆွဲတင်လိုက်ပါတယ်ကောင်မလေးကရေသူမကအနီးနားမှာရှိနေတာကိုတတိထားမိတော့လက်ပြပြီးအဖေကိုလက်ညှိုးထိုးပြဖို့ကြိုးစားလိုက်ပါတယ်ယုတ်တရက်အဖေကကောင်မလေးရဲ့လေပင်ကိုညှက်လိုက်ပါတော့တယ်ရေသူမကဘာတွေဖြစ်နေမှမသိတော့ရှုပ်ထွေးနေပုံပါပဲကောင်မလေးလည်းဘာလို့ဒီလိုလုပ်နေမှနားမလည်နိုင်ဖြစ်နေခဲ့ပါတယ်ရေသူမကစပြီးငိုလိုက်တဲ့အခါသူ့မျက်ရည်တွေကပလဲတွေထစ်သွားပါတော့တယ်အဲ့ဒီမြင်ကွင်းကိုမြင်လိုက်ရတော့အဖေကပို့ပြီးတော့စိတ်လှုပ်ရှားလာခဲ့ပါတယ်သူကရေသူမကိုပလဲတွေပို့ပြီးကြားစေချင်တာပေါ့အဲ့ဒီအချိန်မှာကောင်မလေးကအရာအလုံးကိုနားလေသွားပါတော့တယ်သူဟာသူ့အဖေကပလဲတွေရဟိုကရိယာတခုတတ်တတ်ပဲဆိုတာကိုပေါ့ဒီကအခွင့်အရေးကိုအမိရယူပြီးအဖေလက်ကိုပြင်းပြင်းထန်ထန်ကိုက်ချလိုက်ပါတယ်သူကနားကျင်မှုကြောင့်အော်ဟစ်ပြီးကောင်မလေးကိုချက်ချင်းလွတ်ပေးလိုက်ပါတယ်အဖေရဲ့အသွေးတွေကပင်လယ်ထဲစီးဝင်သွားတော့ပင်လယ်မစ္စာတွေကိုဆွဲဆောင်တယ်လို့ဖြစ်သွားပါတယ်အဖေကကောင်မလေးကိုအမြန်ဖက်ပြီးတောင်းပန်လိုက်ပါတော့တယ်ယုတ်တရက်ကောင်မလေးကသူတို့စီကိုကြီးမားတဲ့ဆူနာမီလိုင်းကြီးပြေးဝင်လာတာကိုတွေ့လိုက်ရပါတယ်သူကအဖေကိုတတိပေးဖို့ကြိုးစားပေမဲ့နောက်ကျသွားခဲ့ပါပြီဆူနာမီလိုင်းကြီးကသူတို့နှစ်ယောက်ကိုလုံးဝမျိုးချသွားပါတော့တယ်သူတို့ပင်လယ်ထဲကျသွားပြီးငါးမန်းတွေဝိုင်းနေတာကြောင့်အသက်လူယုံကန်နေရပါတယ်သူ့အင်နာတွေအကုန်သုံးပြီးအဖေကကောင်မလေးကိုလေဘော်ပြန်တွန်းတင်လိုက်ပါတယ်ကောင်မလေးကသူ့ကိုဆွဲတင်ဖို့လက်လန်းလိုက်ပေမဲ့တခုခုကသူ့အဖေကိုတားဆီးထားလိုက်ပါတယ်။လေးကအဖေကိုကဲဖို့ရေထဲခုန်ချလိုက်ပါတယ်။ငါးမန်းတွေကချက်ချင်းပိတ်မိလာပြီးသူ့ကိုဝါမျိုးတော့မလို့ဖက်လာပါတယ်။ဒါပေမဲ့နောက်တစ်စက္ကန့်မှာကောင်မလေးကမျက်လုံးတွေကိုဖြည်းဖြည်းချင်းဖွင့်ကြည့်လိုက်ပါတယ်။သူမသေးခဲ့ပါဘူး။ရေသူမကသူ့ကိုကဲခဲ့တာပါ။ဒါပေမဲ့ကောင်မလေးကတော့အယမ်းပင်ပန်းပြီးမေ့လဲသွားပါတော့တယ်။ရေသူမကသူ့လက်ကိုပြန်ကိုက်ပြီးသူ့ကိုခွန်အားတွေလွှဲပြောင်းပေးလိုက်ပါတယ်။အလေးတခါထပ်နိုးလာတဲ့အခါအရာအလုံးကပြန်ပြီးညင်တက်နေပါပြီ။သူ့လက်ပေါ်မှာရှူဝက်ဆန်းကျဲတဲ့အဆောင်လက်ဖွဲ့တစ်ခုပေါ်လာပြီးသူ့အခေကတော့ပျောက်ကွယ်သွားသေးပါပြီ